မနာမည်ကတော့တော်စပယ်ဦးပါလက်ရှိမှာတော့ဟင်းသာကျေးရွာမှာနေထိုင်ပါတယ်ကျမကတော့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီ SNDP ပေါ့နော်အဲ့ဒီကနေပြီးတော့မှကချင်ပြည်နယ်ဗမော်ခရိုင်မိုးမောက်မြို့နယ်မဲဆန္ဒနယ်အမှတ်4ကနေပြီးတော့မှအမျိုးသားလွှတ်တော်မှာဝင်ရောက်ရှင်ပြိုင်မှာပါ2003-2004ပညာသင်နှစ်မှာဆယ်တန်းစာမြင့်ပွဲကိုအောင်မြင်ခဲ့ပါတယ်2009မှာဒီအဝေးတင်ကျောင်းပြီးတယ်ပေါ့နော်2010မှာတော့ပထဝီပွဲကိုရရှိခဲ့ပါတယ်လက်ရှိမှာကျမဒီရွာတွင်ကွန်ကရစ်လမ်းပေါ့နော်ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ VPT အဖွဲ့အစည်းမှာကျမဥက္ကဋ္ဌရာထူးတာဝန်ထမ်းပြီးတော့မှဒီရွာတွင်ကွန်ကရစ်လမ်းပေ1900ကိုကျမဒီ2019-2020ဘဏ္ဍာနှစ်မှာပြီးစီးအောင်လာခင်းပေးခဲ့ပါတယ်ကျေးလက်ဒေတာကျမရေးအဖွဲ့မှာလည်းကျမစရင်ကိုက်အနေနဲ့လက်ရှိတာဝန်ထမ်းဆောင်နေပါတယ်ကျမတို့ကဘာကြောင့်မို့လို့နိုင်ငံရေးကိုစိတ်ဝင်စားတယ်လဲဆိုရင်ကျမတို့ကဒီခုလက်ရှိပေါ့နော်အမတို့ကအလုပ်ပေါင်းစုံနေလုပ်ရတယ်လုပ်ငန်းတွေဆိုရင်လည်းအမတို့လုပ်ခဲ့တာအများကြီးပဲတောင်တူဆိုရင်လည်းအခုလက်ရှိအလုပ်မှာတော့တောင်တူပါပုံများတယ်တောင်တူလုပ်လိုက်တဲ့အရာမှလည်းမြအမတို့ကဆုံးရှုံးမှုတွေများတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုအဖြေရှာမလဲဆိုတော့အမတို့ကဒီအခုကြားဖြူပါတီရဲ့မူဝါဒအတိုင်းပေါ့နော်ကျမတို့ဒီနယ်တိုးတက်ဖို့အတွက်ဆိုပြီးတော့မှအဲ့ဒီဆောင်ပုံနဲ့အညီအမတော့ဒီနိုင်ငံရေးထဲကိုဝင်ခဲ့တယ်ပါကျမတို့မဲဆန္ဒနယ်မြေမှာရေတိုရေရှည်ပြဿနာရှိပါတယ်ရေတိုပြဿနာကတော့ဒီအလောက်ကင်ခွင့်လန်းရှားပါလို့တောင်တူတွေလည်းရှိတယ်စိုက်တယ်တီးနာနေပေါ်လာလို့ရှိရင်ရောင်းရခက်တယ်အခုအမတို့ဒေတာလမ်းမဆက်တွေရေးရခက်ခဲတဲ့ဒေတာဆိုရင်မြို့ပေါ်မှာဒီစက်ရုံမှာတော့ရောင်းလို့ရှိရင်ငါစပားတတင်းကို6000ရတယ်ဆိုအောင်အမတို့ကဒီတေယူစိတ်နဲ့ဆိုရင်6000မရအောင်9000လောက်ပဲရတယ်ဆိုရင်တောင်တွေအတွက်အကျိုးမြတ်ကဘာမှမရှိဘူးဒီကြားထဲမှာမိုးလေဝသဖောက်ခဲလို့ရှိရင်ဆုံးရှုံးမှုတွေကများတယ်ပေါ့နော်ဒီရှိပြဿနာတော့ဒီမူရေးစေဝါပြဿနာတော့ဒီငင်းချမ်းရေးပြဿနာပေါ့နော်ဆစ်ဆောင်ဒုက္ခတွေအဲ့ဒီဟာတွေကတော့ဒါရေရှိပြဿနာအမြဲတမ်းဟိုကနေရတယ်ပေါ့နော်အခုအလွတ်တော်မှာအမျိုးသမီးရှိနေလို့ရှိရင်ကျမတို့အခက်ခဲကိုပြောလိုက်လို့ရှိရင်အမျိုးသမီးတိုင်းကမိသားစုရှိရသူတို့ဘဝအေးချမ်းသာရဖို့အတွက်ပေါ့နော်ဟိုလိုလာတောင့်တကြတယ်ကျမတို့ကိုယ်တိုင်လည်းဒီမိခင်တွေရဲ့တောကကိုကျမတို့ကိုယ်တိုင်ခံစားခဲ့ရတဲ့ကြောင့်မို့လို့အမျိုးသမီးတွေဒါလွတ်တော်မှာထဲထဲဝင်ဝင်ပါနိုင်ခဲ့လို့ရှိရင်အမျိုးသမီးဘဝနဲ့ကလေးတငယ်ဘဝတွေပို့ပြီးတော့မှအနာဂတ်ပုံမတောက်ပလာနိုင်တယ်လို့ကျမတို့ထင်တယ်တကယ်လို့ဒါလို့ကျမဒါလွတ်တော်ထဲကိုရောက်ခဲ့လို့ရှိရင်ဒီထက်မကပို့ပြီးတော့မှအလုပ်လုပ်ချင်တယ်ဒီထက်ဒီကိုယ့်ရဲ့ data ဖွံ့ဖြိုးဖို့အတွက်ကျမလည်းအလုပ်လုပ်ချင်လို့ဒါဒီရွေးကောက်ပွဲကိုကျမဝင်ရှင်ပြိုင်ခဲ့တာပေါ့နော်အခုတော့မှကျမတို့90ဖြစ်စေရှုံးဒီဖြစ်စေကျမ data အတွက်ကျမဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျမဆွမ်းတမန်လှုပ်ဆောင်ခဲ့တယ်တကယ်လို့ဒါကျမတို့ဒါလုတ်ပိုင်ခွင့်အာဏာရခဲ့လို့ရှိရင်ကျမတို့ data ဖွံ့ဖြိုးဖို့အတွက်ကျမဒီထက်မကပို့ပြီးတော့မှလှုပ်ဆောင်သွားမှာပါလို့ကျမတော့တော်စပယ်ဦးပါရှင်ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီ SNDP ပေါ့နော်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်ကတော့ကချင်ပြည်နယ်ဗမော်ခရိုင်မိုးမောက်မြို့နယ်မဲဆန္ဒနယ်အမှတ်4အမျိုးသားလွှတ်တော်ကနေပြီးတော့မှဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ရှင်